အားလုံးပဲမင်္ဂလာပါဒီနေ့တော့တွင်းစားကြမယ်တိုးစရာကောင်းတဲ့စက်ပိုင်းနဲ့အမလေးပုံတော့ထွက်ကြလိုက်အားလုံးပဲမင်္ဂလာပါဒီနေ့တော့ရှူရှဲပွင့်ထွက်လေးနဲ့ငပိမျိုးသီးမုံနဲ့စိတ်တက်နေစားပြီးတော့မှတက်သားစီကြင်ကြံလေးချက်စားမှာဖြစ်ပါတယ်မစားရလည်းကြပြီ OD နဲ့ဘယ်လုံးစင်းနေလားဆိုတော့လေဒီတော့ special ဆွဲမယ်အားလုံးပဲလက်ထိပေးကြပါအောင်ရှင်အကြိုက်ချင်းတွေ့ရင်လည်းချက်ထားကြပါနော်ဒီနေ့တော့ဗမာကြက်ကလေးရတာနဲ့ဗမာကြက်ကလေးပဲတုံးဖြစ်ပါတယ်အရန်ကိုလည်းစားလို့ကောင်းတယ်ရှိုးနေရောပဲရှန်နီလေးကိုအားလုံးပဲလိုက်ကြည့်ပေးကြပါအောင်နော်ဘယ်လိုတွေရှူရှဲပွင့်ထွက်ပြီးစားပြမလဲဆိုတာအားလုံးပဲစောင့်ကြည့်ပေးကြပါအောင်ရှင်သက်တာမွန်ကြီးကဒီထဲမှာရောပြီးတော့ထည့်ထားပြီးသားရင်ပေါ့နော်ဒီဝန်းတဲ့ခါကျမှပဲပြန်ပြီးတော့ထည့်ပါတော့မယ်ရှင်ဒီကျတော့ညံ့နေအောင်ထားမျိုးမှာဒီလိုမှုရင်းနေတာဒီကတော့ချက်ချင်းမထည့်သေးပါဘူးနော်ဒီကတော့ချက်ချင်းမထည့်သေးဘူးဒီဥစ္စာလေးလိမ့်နေလိမ့်နေအောင်ဆက်ပါအောင်မယ်ရှင်ကြည့်လိုက်ရှယ်ကြီးနေတာအင်းဟိုမှာစားလို့ကောင်းပါဒီနေ့ပေးရဆိုဒီလိုပဲဖွယ်ဖွယ်ရဒီတရက်ပဲစားရတာကျန်တဲ့ရက်တွေကဟိုတွေရှိနေတော့တခြားချက်မစားဖြစ်ကြအောင်စားကြမအောင်ချင်းအားလုံးပဲစားကြဖို့ဖိတ်ကွာနော်ကြောက်ဟောင်းလားရှင်မဆောသေးရဝဲလာအမှန်ကျန်မင်းနေရောပဲvoilà c'est mieux quoi les mấy nhiều bà xin mai sống là rồi điều là chú nào thế mình sẽ ra lại bảo mày nó giá sao được con này ở đây ví dụ thì mà đi cho mày nó ở lúc mai ta